မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကဲ YouTube ဖွဲ့တွေ Messenger ဖွဲ့တွေတော့ဆွေမိုးငွေမိုးရွာပြီလိုက်ပြီနော်စေတနာမရှိတဲ့လူတွေကတော့စေတနာအလိုက်တိုင်းပဲအခု Messenger ထဲမှာရှိတဲ့လူတွေပြက်ပြက်သားသားပြောလိုက်ပြီနော်အခု Messenger ထဲမှာအခုလက်ရှိနေတဲ့လူတွေအကုန်လုံးကဒုကြီးလွှဲလာပြီးတော့လွှဲလာပါလူကြီးလွှဲလာမလွှဲလာရင်တခါတည်းဖြုတ်ထုတ်ပြီးနော်လက်အပ်လည်းမအပ်ခံတော့နော်ဘေးမှာလည်းအလက်ကားလက်တောင်းတဲ့လူတွေလည်းမပေးတော့ဘူးနော်โอเคနင်တို့ဆုံးနေပြီပဲអော်နေတယ်ဒီလောက်တကွက်ကောင်းဆိုလည်းတကွက်ကောင်းဟိုအခွေဆိုလည်းအခွေတကွက်ကောင်းဆိုလည်းတကွက်ကောင်းပြီးလဲဆုံးနေနော်โอเคဂလူကြီးပေးလားမပေးလိုက်ရင်ပိုင်းထိုင်းဆိုပိုင်းငါကုန်းဖြုတ်တော့ပြီโอเคအခုကတော့ဆွေမိုးငွေမိုးရွာပြလိုက်မယ်ဒါအရင်ပြောပြတာဆွေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရမြတ်မစာရိုင်းပြည်လုံးကျမ်းပါစေခင်ဗျာဘေးကဘာတွေဝေးအေးကွာလို့စုတွေလည်းမတောင်းလည်းပြေပါစေခင်ဗျာအလောက်ကိုင်းခွင်လမ်းငံပွင့်လင်းကြပါစေသိမ့်စုတွေမကြပေါက်လို့တရေကြီးဖြစ်ပါစေအလောက်ကိုင်းခွင်လမ်းငံပွင့်လင်းကြပါစေသိမ့်စုတွေမကြပေါက်လို့တရေကြီးဖြစ်ပါစေတိနန်နေပေါ်ကျွယ်ဝလို့ဆိုင်စဘာတွေပေါ်ပါစေတောင်သူဥကြီးတို့တွေလက်ပြမအငွေတိလို့ပျော်နိုင်ကြပါစေကြာတာပရင်းနဲ့တောက်ကြမှာချစ်ကိုကြီးလှုပ်လိုက်တော့နင်တို့ဈေးဆိုင်တွေဘလို့မျက်ရည်ကျသွားလဲဆိုတာနင်တို့သိလိုက်နင်တို့အဆင့်နင်တို့အရေးချင်းမရှိပဲနဲ့ကိုတန်ရကိုလောက်တာတော့ငါနဲ့လည်းမတတ်ဆိုင်ဘူးငါလည်းမသိဘူးနော်โอเคနော်အေးဒါကပြောပြပေးတာโอเคနော်အခုမာတင်ဂျာထဲမှာရှိတဲ့လူတွေကရုကြီးထည့်ကြပါဖို့တပတ်လည်းမထည့်ကြဘူးနော်မထည့်တဲ့လူအကုန်လုံးတစ်ခါတည်းဖြုတ်ပါပြီတဲ့နော်ဟိုမထည့်မဲ့တူမကစားမဲ့တူလဲကိုယ့်အကူထွက်ဝိုင်းလဲထွက်ပါမထွက်ဝိုင်းလဲထည့်လာမထည့်လာရင်တော့ငါကတော့တနင်္ဂနွေနေ့ကြိုင်အကုန်ဖြုတ်ပြီနော်အကုန်ဖြုတ်ပြီထည့်လာတဲ့လူတွေလည်းနင်တို့မဟုတ်ဖို့တော့ငါမလိုလားဂလူကြီးလေးပဲပေးပါဆိုတော့နင်တို့ဂလူကြီးလေးမပေးမဟုတ်ဖို့ဆိုတော့ဝေးပေါ့ဟုတ်လားအဲ့ဒါဆိုရင်တော့ကိုယ်စေတနာကိုတိထည့်ပေးလာတဲ့လူတွေအပြင်မှာစင်ကြာကနေဘယ်ဂရုမှလဲဆိုတာနာမည်လေးရေးလာပါနော်โอเคနာမည်မတူဘူးเนาะဂရုရေးလာပါငါနာမည်မှတ်ထားမယ်ငါအကုန်လုံးတယောက်စီဖြုတ်ပြီးစိမ့်သည်မှဲ့သည်ဟလားရင်းသည်နှုသည်မစင်စားတော့เนาะโอเคဆုံးနေမဲ့တူတော့ဘာထုတ်ပလဲဟုတ်လားအဲ့ဒါဆိုကိုလန်းကိုသွားကိုကိုလန်းကိုယုံညာโอเคเนาะကျေးဇူးတင်ပါတယ်ဆွေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရမြတ်မစာတိုင်းပြည်လုံးကျမ်းပါစေခင်ဗျာဘေးကဘာတွေဝေးကွာလို့စုတွေလည်းမတောင်းလည်းပြေပါစေခင်ဗျာအလောက်ကိုင်းခွင်လက်ငံပွင့်လင်းကြပါစေသိမ့်စုတွေမကြပေါက်လို့တရေကြီးဖြစ်ပါစေအလောက်ကိုင်းခွင်လက်ငံပွင့်လင်းကြပါစေသိမ့်စုတွေမကြပေါက်လို့တရေကြီးဖြစ်ပါစေတိနန်နေပေါ်ကျွယ်ဝတဲ့ဆိုင်စပါးတွေပေါ်ပါစေတောင်သူဥကြီးတို့တွေလက်ပြမအငွေတိလို့ပျော်နိုင်ကြပါစေယုံကြည်တယ်လေးစားတယ်အမှန်မှန်လက်ခံတယ်ဆိုမှအလားဂလူတဲ့ဝင်ပါလို့နော်ဟိုမှာလဲယူဒီမှာလဲယူဟိုမှာလဲဝယ်ဒီမှာလဲဝယ်ဆိုရင်လာမဝင်ပါနဲ့ကိုဘိုးအောက်ကိုဒုက္ခပေးသလိုပါပဲဖြစ်ပါမယ်နော်ဒါကပြောပြပေးတာဟလားဆရာသမားကိုတိတက်ပြီးတော့ဟိုဒီဥစ္စာလေးတော့မှနေတို့ဥပမာပြောမှဆိုရင်တော့ဖုံးစမခတော့မရှိဘူးနင်တို့မပေးနိုင်ဘူးဆိုရင်တော့လဲဒါကကိုဘဝနဲ့ကိုပဲလေဟလာဒီပြောမှဆိုရင်တော့မိသားစုတစုကိုထိန်းထားတဲ့မိဘအနေနဲ့ဆိုတော့ဘလောက်ပူပင်ရလဲဆိုတော့နင်တို့မိဘနေရာကနေပဲဥပမာပြောပြတာစဉ်းစားကြည့်လိုက်ဟုတ်ကဲ့လားမရရအောင်စူးစမ်းပေးတဲ့ကိုသားသမီးတွေငတ်မှာကြောက်တော့နောက်ပိတ်ဆုံးတေချာပြောပြလိုက်မယ်နော်ဒိုးတွေငငယ်ခက်ကဖေးတွေအမေတွေချမ်းသာတယ်ဒါတရက်ချမ်းသာတယ်အိုးနဲ့အိမ်နဲ့နေရတယ်အမေမိဘတွေမရှိတော့တဲ့ခါကျတော့အခြေပြတ်တယ်အိုးမရှိအိမ်မရှိအိုးမဲ့အိမ်ပဲဖြစ်တယ်နော်အခုကိုသားသမီးတွေအရွယ်လောက်တဲ့ခါကျတော့ကိုဒီလိုအိုးမဲ့အိမ်မဖြစ်မှာကြောက်လို့ဒါစူးစမ်းပေးရတယ်သဘောတရားလေးပြောပြသဘောတရားပြောအခုလည်းအဲ့လိုပဲဒါအလွယ်ပဲပြောပြလိုက်နော်အိုးမဲ့အိမ်မဖြစ်အောင်စူးစမ်းပေးရမယ့်တောင်းငတ်တောင်းရှိတယ်သဘောပေါက်တယ်နော်ဟာဒါဥပမာလေးနဲ့ပြောပြတာကိုလန်းကိုဆောက်မှာဆိုတော့ကိုလန်းကိုဆောက်ကြရုံကြီးလေးလေးစားစားနဲ့အာကိုတကြီးနဲ့ဝင်လာမယ်ဆိုတော့ဝင်လာခဲ့ကြ
နော်တခါတည်းဖြုတ်ပြီးအဲ့လိုအားနာလို့ဒီလိုပဲဖြစ်နေတာဟုတ်လားအခု45ယောက်ထွက်တယ်ပေးလိုက်တယ်ငါ့ဟိုရတယ်လို့ပဲ comment လေးရေးပေးပါပေးစရာမလိုဘူးပြောတယောက်မှမရေးပေးမရေးပေးတဲ့အတွက်မနက်ကလည်းငါမပေးဘူး50ခွန်အော့ကွအော်ဒီညနေမှာဆိုလဲ10ပဲအလွယ်ပဲထားလိုက်ကွာ10ယောက်ကွာအကောင်ကြီးအော်ကွာမပေးဘာဖြစ်လဲနင်တို့ပဲဒုက္ခဖြစ်မှာငါဘာမှမဖြစ်ဘူးအေးဆွေးငါ့ကိုရတယ်လို့ပဲ comment လေးရေးပေးလို့တောင်းဆိုတော့ဘယ်သူမှမရေးဘူးလေအဲ့ဒါဆိုတော့ဘယ်သူမှမရေးတော့ဘယ်သူမှမပေးတော့ messenger သမားတွေပဲရတာပေါ့ကွာကျေးဇူးတင်ပါတယ်